3ရက်နေဆက်ပါဆိုလို့သမီးပြန်ဆက်တာဟုတ်အိမ်ဝင်ရှိလားမသိဘူးသူဖုန်းပြောရင်ပြောရနော်ဟုတ်လားသူဖုန်းမပြောချင်တော့ပြောမှာမဟုတ်ပါဘူးလေသမီးခဏလောက်ပြောပါလားသူပြောချင်ပြောတယ်ဟုတ်သူနဲ့သမီးဖုန်းပြောမှအောင်ဖြစ်မယ်မပြောဘူးမကန်ဘူးပြောတယ်ဟုတ်သူမကြိုက်ဘူးဆိုလို့ရှိရင်သမီးကိုခဏလောက်ပေးပြောပါကဲသူမစက်ကသူမပြောချင်ဘူးလို့တကုန်းပြောလို့ရှိရင်သမီးမဆက်တော့ဘူးပြောချင်ပြောတယ်ဦးပြောတာကိုသမီးအခုချိန်မှာလက်ခံလို့မရသေးဘူးသူပြောမှသမီးလက်ခံလို့ရမယ်သူပြောချင်ပြောတယ်သူပြီးလို့ချုပ်နေတယ်မဟုတ်ဟိုတနေ့ကလည်းသမီးကိုပြောတယ်ဦးအိမ်မှာမရှိဘူးဦးမိမအိမ်မှာတဲ့ဆိုပြီးပြောပြီးတော့ဒါပေမဲ့ဦးမိမရှိနေတယ်သမီးကျောင်းကျူကျောင်းဖို့ကဦးကအိမ်နဲ့ဒီစီနဲ့လေးလေးတယ်နော်ဒါမှမဟုတ်ရင်သွားပြန်ပြီးဟိုနဲ့စီနိုင်ဘက်ဆိုအိမ်ရောက်ပြီသမီးအခုဒီနေ့ဦးနဲ့သမီးအကျယ်ကျယ်မဖြစ်ချင်လို့သမီးလမ်းကြီးတာပါလမ်းကြီးအခုသမီးဟိဝင်ရနဲ့သမီးဖုန်းပြောချင်တယ်သမီး3ရက်နဲ့သူမပြောချင်ဘူးလို့တော့သမီးကိုပြောမှာမဟုတ်ဘူးသူနောက်ဆုံးအနေနဲ့သူပြောမှာပဲသူမပြောမဲတော့မနေသူစိတ်ကိုသမီးသိရအောင်သူအဲ့လိုရှောင်တတ်တဲ့လူမျိုးမဟုတ်ဘူးဆိုတာလည်းသမီးသိတယ်ဒါပေမဲ့သူမပြောချင်ဘူးလို့ပြောတယ်ဆိုတာပြောတာပဲဖြစ်မှာပါဒါပေမဲ့သမီးအခုလမ်းပြောတာကလည်းတို့နဲ့သမီးအကျယ်ကျယ်မဖြစ်ချင်ဘူးသမီးဘက်ကသမီးတတ်နိုင်တယ်များလမ်းကြီးရသမီးအမတွေရောသမီးအမေတွေရောအကုန်လုံးကပြောပြီးသားသူတို့ဘက်ကသူတို့စီစဉ်ရရှိတာစီစဉ်ရလိမ့်မယ်တဲ့ပြောတယ်ဒါပေမဲ့သမီးကခဏနေအောင်မယ်လုပ်နေနော်အဲ့ဒါဦးကလှုပ်ရှားရှိရလှုပ်ပါဆိုလို့ရှိရင်လည်းသမီးတို့ဆက်လုပ်မယ်ဦးတို့ဘက်ကသမီးတို့တာဝန်မယူလို့သဘောမျိုးနဲ့ပြောလို့သမီးတို့လုပ်ရတာနော်သမီးတို့ဘက်ကအလုံးလုံးပဲလေငကိုတဲကအဲ့ဒီလေးမတိုင်ခင်တည်းကတူနေကြတာဦးတို့သိထားပြီးသားပဲလေတူနေကြတာဦးတို့သိထားရတာပြောတာဦးတို့သေချာသိတာမဟုတ်ဘူးသမီးတို့နေတယ်မနေဘူးဆိုတာလည်းဦးတို့သိတာမဟုတ်ဘူးဒါပေမဲ့အခုကိစ္စကသူဟင်းဝင်ရသမီးကိုခိုးပြေးသွားတဲ့ကိစ္စကိုသမီးကပြောတာတူနေတာမနေတာကိုပြောတာဟင်းဝင်ကခိုးတာလားဦးသားကိုအရင်မေးကြည့်ပါဦးသားကဦးတို့အိမ်ကဦးသားကိုအရင်မေးကြည့်ပါဦးတို့အိမ်ကနေပြီးတော့သဘောမတူဘူးတဲ့သဘောမတူဒီသမီးနောက်နေကြရင်ခရီးသွားမယ်သမီးတို့ဝေးရပါလိမ့်မယ်ဆိုပြီးတော့သွားကြတာသမီးတို့နှစ်ယောက်စလုံးသွားတာဘယ်ကနေသွားမသွားသူလာရလေဦးသူလာခေါ်တာသူတက်ဆီနဲ့လာခေါ်တာဦးသူပြောတယ်အိမ်ချန်ရှိလာစောင့်မယ်ပြောတယ်တဲ့သူကချန်ရှိလာစောင့်မယ်ပြောတာမဟုတ်ဘူးစောင့်တယ်တဲ့တိုင်းစောင့်ရင်လည်းပြောမှာနော်အဲ့ဒါဘယ်မှာရှိထွက်ခဲ့မှဆိုထွက်သွားတယ်တဲ့သူဘယ်ကိုလာမလဲဆိုတော့ချန်ရှိလာစောင့်မယ်ဆိုတော့ချန်ရှိကိုလာရင်လည်းလာခဲ့မယ်ဒါပေမဲ့သူထွက်လာတယ်သမီးလာခဲ့တာမဟုတ်ဘူးသူသာမခိုးပြေးချင်ဘူးဆိုလို့ရှိရင်ဦးထွက်လာမှာမဟုတ်ဘူးသူတက်ဆီနဲ့သမီးကိုအောက်မှာစောင့်နေတာသမီးခိုးပြေးရလားသူခိုးပြေးရလားဆိုတာအဲ့ဒီနေကဦးနဲ့သူနဲ့ကြည့်နေတယ်ဆက်နိုင်5မိနစ်ရှိတော့မယ်အဲ့ဒါဦးမပြောနဲ့ तू TV ကြည့်တာ TV မကြည့်တာသမီးမသိဘူးဒါပေမဲ့ तू ခိုးပြေးချင်စိမ့်မရှိရင်သမီးကိုအဲ့မှာတက်ဆီနဲ့အောက်မှာစောင့်နေကြအကြောင်းကိုမရှိဘူးသမီးလာပြီးတော့ခိုးပြေးသွားတာမဟုတ်ဘူး तू လာပြီးခိုးပြေးသွားတာဦးအဲ့လိုမျိုးသားသမီးချင်းမဆန်တဲ့စကားမျိုးဦးမပြောပါနဲ့စာနာလို့အဲ့လိုမျိုးဦးဒီမှာဒီနဲ့ပြောနေတာဗောဦးတို့ပဲတိတ်ခါရှိရှိလူချင်းဆန်ဆန်နဲ့ပြောမယ်စကားပြောမယ်ဆိုလို့သမီးကိုစောင့်နေပြန်ရောက်လို့ရှိရင်ရေကောင်းရက်ရွေးပြီးတော့လက်မှတ်ထိုးမယ်ဆိုလို့သမီးကိုစောင့်နေဦးမိမပဲပြောရတာအကုန်လုံးသမီးတို့သိတယ်ဒါပေမဲ့ဦးတို့ဘက်ကဘာစကားဖတ်မလဲဆိုတော့သမီးစောင့်နေတာပါအဲ့ဒီမှာသမီးဦးကိုသိအောင်သမီးပြောမယ်နော်အဲ့ဒီနေ့ကသမီးတို့လက်မှတ်ထိုးနေတာအဲ့မှာထိုင်နေတဲ့ဘေးနားမှာထိုင်နေတဲ့လူကရှိနေဦးပြောသမျှစကားတွေအကုန်လုံးသူကြားတယ်ဒါပါသမီးဒီနေ့ပါတော့ဘောပေါက်တယ်ဗောအမဦးဒီမှာဆိုသူဘောပေါက်တယ်ဗောသမီးကတတ်နိုင်သမျှဦးကိုလှမ်းကြည့်တာသမီးအကျယ်ကျယ်လည်းမဖြစ်ချင်ဦးတို့နဲ့လည်းထိတ်တိုင်မဖြစ်ချင်ဘူးအဲ့ဒီအတွက်ကြောင့်မို့လို့သမီးလှမ်းကြည့်တာတတ်နိုင်သမျှဦးတို့ဘက်ကအဲ့လိုမျိုးလုပ်တယ်ဆိုလို့ရှိရင်သမီးတို့ဘက်ကတော့တတ်နိုင်သမျှတွေးလုပ်တဲ့တာကိုသမီးလုပ်မှာပေါ့ရတယ်နော်ဆိုတော့အဲ့ဒီနေ့ကလည်းပြောတဲ့နေသားတွေကပုံစံမကြလို့အဲ့မှာဇာတ်လမ်းတွေပို့ပြောတဲ့နေ့ကပုံစံမကြတာမဟုတ်ဘူးဦးတို့အရင်စပြောတာပါဦးအရင်ဆုံးအပြင်မှာရောက်နေတယ်လို့ပြောတယ်နောက်တစ်ခေါက်ကျတော့ထပ်ဆက်တော့လဲဦးမိမစီဖုန်းဆက်လို့မရဘူးဆိုတာဦးမိမစီဦးမနဲ့ပြောစီခြင်းဦးပေးလိုက်လို့ရတယ်ဦးမရှိဘူးပြောတာမရှိဘူးပြောပြီးတော့ဘာမှမရှိဘူးဦးမိမမရှိဘူးတဲ့ပြီးတော့ဒီကိစ္စကိုခေါင်းထဲမှာမရှိဘူး
ဘာမှမစင်းစားရသေးဘူးလို့ဦးပြောလိုက်တယ်ဦးပြောလိုက်တဲ့စကားတစ်ခုကြောင့်မလို့ဖြစ်သွားတာဘယ်နည်းမှမဆိုဒီလိုမျိုးပြောရင်ဒီလိုဖြစ်မှာပဲဦးဟုတ်ပါဘူးလေအဲ့ဒီနေရာမှာစတွေ့တဲ့နေဟောလေတွေ့တဲ့ပုံစံတွေ့တဲ့ပုံစံကတကယ်နဲ့လူကြီးလူကောင်းပြီးတော့အဲ့ဒါကအဲ့ဆိုလို့ရှိရင်လူကြီးလူကောင်းပြီးတတဆိုလို့ရှိရင်ဦးတို့ကအရင်လူကြီးလူကောင်းပြီးတတပြောလိုက်လို့ရှိရင်တမီးတို့ကလူကြီးလူကောင်းပြီးတတပြောလို့ရပါတယ်ဟုတ်လေအဲ့ဒီမှာအဲ့ညာညာဒီမှာအဲ့ဒီညာကအိမ်မှာတွေ့တဲ့ချိန်တွေကပြောတဲ့အားတွေကပုံစံကြတာအဲ့ဒီမှာစပြီးတော့ပုံပါသွားပြီလေပုံစံမကြဘူးအဲ့အခုကိစ္စအခုဖြစ်တဲ့ကိစ္စဦးသားနဲ့သမီးနဲ့ခိုးပြေးသွားတဲ့ကိစ္စပါဦးဒီပုံတဲ့ကိစ္စတွေပါတွေကအဲ့ဒါခလေးခလာအလုပ်တွေဒီဥစ္စာကိုပုံလာတော့ပုံစံမကြတာလို့ဆိုတာကမန်းကတန်းတောင်းဖို့လို့ဖြစ်သွားတဲ့ကိစ္စတွေပါဘယ်လိုသုံးတာလဲဦးအဲ့နေခိုးပြေးသွားတဲ့နေရာဖြစ်တဲ့ဥစ္စာကိုပြောနေရမလားအဓိကကိစ္စအဓိကပြဿနာခိုးပြေးသွားတဲ့ပြဿနာကိုဒီပုံလာတွေပါတွေကအခုဘယ်လိုကိုးတာလဲသူကကိုးတယ်ဆိုတာကလူကြလေးကမင်းကလေးကိုဆိုးရဆိုရင်ဒီကလေးအိမ်မှာဆိုလို့ရှိရင်ဦးသားဦးရင်မေးကြည့်ပါဦးသားခိုးပြေးသွားတာလားခိုးပြေးတယ်ဆိုတာနှစ်ယောက်စလုံးသဘောတူမှဖြစ်တာနော်သူမခိုးပြေးခြင်းမဲနဲ့သူမခိုးပြေးခြင်းမဲနဲ့သမီးစီကိုသူမလာဘူးသမီးခိုးပြေးတယ်ဆိုလို့ရှိရင်ဦးတို့အိမ်ရှိမှာသမီးလာဆောက်မြေလာခိုးပြေးသွားလိမ့်မယ်သမီးသားနဲ့လာပြီးခိုးပြေးသွားလိမ့်မယ်အခုဟာသူဆောက်ပြီးခိုးပြေးသွားတာပါအခုဟာသမီးသူလာဆောင်ပြီးတော့ခိုးပြေးသွားတာ။ဘယ်မှာဆောက်သွားလဲ။သူဆောင်သွားတဲ့နေရာဦးပြောတာပဲ။ဒီဘက်က infinity ရှိမှလာဆောင်သွားတယ်။လာဆောင်ပြီးတော့ခိုးပြေးသွားတယ်။ခိုးပြေးသွားတယ်။ဒီကလေးနေတာမှမနေဘူး။သမီးအကြောင်းကြောင့်အိမ်ကနေရအောင်ထွက်တယ်။သမီးအဲ့နေလုံးဝထွက်လို့မရဘူး။ तू ကပြောတယ်ဒီနေ့ညမှာလည်းမထွက်လို့ရှိရင်ဝေးရပါလိမ့်မယ်ပြောတယ်။ခဏသမီးပြောတာဥက္ကနာနားထောင်ပေးပါဦး။ဒီနေ့ညမှာသမီးအိမ်ကနေမထွက်လာလို့ရှိရင်ဝေးရပါလိမ့်မယ်လို့ပြောတယ်သမီးအိမ်ကလည်းအကုန်လုံးတော့တွေပါတယ်အကုန်သိမ်းထားတယ်သိမ်းထားတဲ့ကြောင့်မဟုတ်လို့အဲ့ဒီနေ့ကဆိုင်ခန်းလိုက်ကအကယ်ဒမီရတယ်ဟိုမှာ CDF မှာရရတဲ့ကြောင့်လို့သူတို့မုတ်သွားစားမယ်အားလုံးသွားစားမယ်ဆိုပြီးတော့လာကြတယ်နဲ့သူ့အိမ်ရောက်တယ်သူ့အိမ်ရောက်တော့သမီးအမေကဖုန်းမှာသိမ်းထားတယ်အဲ့နဲ့သူ့အိမ်ဖုန်းနဲ့သမီးဆက်တယ်ဆက်တော့ तू ကဒီလိုပဲသွားအဲ့ဆိုလို့ရှိရင်အိမ်ရောက်မှလာစောင့်နေရဲဆိုတော့သမီးအိမ်ရောက်မှပထမခြံရှိကိုလာမလို့ဥစ္စာအကုန်လုံးဒီမှာလည်းအစင်ပဲပြီးတော့သမီးထွက်လို့မရတဲ့အခါကျတော့နည်းနည်းကြာသွားတယ်အဲ့တော့ဦးသားအိမ်ရောက်မှလာစောင့်တော့သမီးထွက်လာတဲ့အခါကျတော့အိမ်ရောက်မှရှိနေတယ်သူသာသဘောမတူသူမခိုးပြေးခြင်းဆိုလို့ရှိရင်သမီးစီကိုသူလာကြလဲအကြောင်းမရှိဘူးလူကြီးလူကောင်းတယောက်အနေနဲ့ဦးစဉ်းစားရတိမှာပါပြောလို့ရတယ်လေဒီကဆိုင်အိမ်ကုန်းတဲ့ဘာကဦးသားမသိဘူးနော်ဦးသားကဆိုင်အိမ်ဆက်လာလားဆိုင်အိမ်ကနေတော့မိန်းကလေးကဦးသားသမီးပြန်ဆက်တယ်မယ်ဆိုတာ तू သိတယ်လေဘယ်လိုပဲဖြစ်ဖြစ် तू နဲ့သမီးနဲ့ပြောထားတဲ့ကိစ္စပဲ तू ဝေးရပါလိမ့်မယ်လို့ပြောထားတာကိုသမီးရေးသားတယောက်အနေနဲ့ဆက်ခွင့်ရှိတယ်ဦးသမီးကဖုန်းမရှိတဲ့အတွက်ကြောင့် तू ဖုန်းဆက်ဥပြရမယ်ဒီခုဆိုတာလေဒါတွေကအခုတော့ကျန်တဲ့အကြောင်းကိုကိစ္စနဲ့မဟုတ်ဘူးနော်ဆိုလိုချင်တာကဒီကိစ္စမျိုးကနှစ်ဖက်လူကြီးတွေအစဉ်ပြေမှလူငယ်ချင်းတွေဟုတ်ပါတယ်နှစ်ဖက်လူကြီးတွေအစဉ်ပြေမှဆိုတော့အကြောင်းကိုသဘောမျိုးပြောရမယ့်ကိစ္စမဟုတ်ဘူးနှစ်ဖက်လူကြီးတွေအစဉ်ပြေအောင်သမီးတို့အရင်ဆုံးစပြီးတော့ပြောတယ်လေဦးတို့ကအစဉ်မပြေအောင်လုပ်တာဦးတို့အစဉ်မပြေအောင်လုပ်ပြီးတော့သမီးတို့ဖောင်းဆိုတဲ့ပုံစံမျိုးတော့ဦးပြောလို့မရဘူးဘယ်ပြောမလဲဟိုတင်းကဒီမှာအိမ်မှာဒါတွေကပေါ်မယ်ပစ္စည်းကိုနေမောဘယ်လိုပြောမလဲအစဆုံးနဲ့အရင်ပြောရရင်ဘာပေါ်မယ်ပစ္စည်းကိုဖွက်ထားတဲ့ပုံစံဖြစ်နေတယ်ပေါ့နော်ဒီစကားကိုဦးပြောအဲ့လိုပြောသေးဆိုလို့ရှိရင်ဦးပဲလူကြီးလူကောင်းဆန်ပြောမယ်ဒါပြောပြီးတော့ဦးဘာဖြစ်လို့ဟိုနေ့ကကျတော့ဦးမိမဘေးနားမှာရှိတာဦးမရှိဘူးလို့ပြောလဲဦးကမှအဲ့လိုဖွက်ထားတယ်တမျိုးတကယ်အရေးကြီးနေတဲ့ကိစ္စဖြစ်တဲ့အခါကျတော့ရှင်ဒီလိုမျိုးဖြစ်မှာပဲဦးလူဆိုတာဒီလိုမျိုးဖြစ်မှာပဲပြောတဲ့စကားကဦးသိရဲ့အဲ့ဒီနေ့ကမင်းတို့မိနဲ့ပုံပြောတာလမ်းပေါ်မှာနော်ကလေးကိုကြောက်ဖို့တော့ပြန်လမ်းပေါ်မှာလာတော့ဆိုချင်အိမ်ရောက်ပြီနော်အရောက်ပြီဆိုသမီးအမေဆက်တဲ့အချိန်မှာဦးဘာဖြစ်လို့ဦးပေးနာမှာဦးမိမရှိရလို့မပြောရလဲဖုန်းဆက်လို့မရဘူးလို့ပြောတယ်လေပြောတော့ဦးမပြောဘူးအဲ့ဒါကလမ်းပေါ်မှာရှိတဲ့ကျဲမင်းနားမလဲပါဘူးလမ်းပေါ်မှာရှိတဲ့ဒီလိုပဲဦးရဲ့လူဆိုတာတစ်ခါလေကြာအထင်လွဲတတ်တယ်ဦးကအထင်လွဲတာကိုအဲ့ဟာကိုတသမတ်ကြီးကောက်ထားပြောလို့မရဘူးဦးပြောသလိုမျိုးသမီးလည်းဦးကိုအထင်လွဲနေတာပဲအဲ့လိုမျိုးလုပ်လို့ရတယ်ဦးစကားပြောရတာလည်းလည်းကိုပြောလိုက်လို့ရတယ်ဦး तू ဦးပေးနာမှာမိန်းမရှိရတာနဲ့ဦးမရှိဘူးလို့ပြောတာကိုသမီးကိုလည်းပြန်ပြောလို့ရတာပဲအခုဦးလည်းဖတ်ထားသလိုဖြစ်သွားတာပဲအဲ့လိုပြောသေးဆိုလို့ရှိရင်ဦးလည်းဦးမိန်းမရှိရတာနဲ့ဦးဖတ်ထားသလိုဖြစ်သွားတာပဲဦးလည်းငယ်လိုဖြစ်သွားတာပဲလေ
ဦးကစပြီးတော့ခေါင်းဆောင်တဲ့အတွက်ကြောင့်မို့လို့အကုန်လုံးကဦးကစပြီးအဲ့လိုခေါင်းဆောင်တဲ့အတွက်ကြောင့်မို့လို့ပြဿနာဒီလိုလူကြီးပြရမှာဖြစ်သွားတာ သူချင်းလေးပဲလေသူချင်းလေးပဲဆိုတာကမျိုးမေဖုန်းဆက်တဲ့ချိန်မှာငါကလမ်းပေါ်မှာကြည့်နေတယ်နော်လမ်းပေါ်ဆက်တဲ့ချိန်မှာအိမ်ရောက်ပြီနော်ငါမျိုးကြီးတွေကပေးထားမှရှိတယ်အဲ့တော့ဒါဦးပြောတာတော့ဦးပြောတာပေါ့နော်လမ်းပေါ်မှာရှိနေအိမ်ရောက်ပြီဆိုတာဒါသမီးတို့သိတဲ့ကိစ္စလည်းမဟုတ်ဘူးဒါပေမဲ့ဦးမနေ့ကတော့မသိဘူးလေမသိတဲ့အတွက်ကြောင့်မဟုတ်လို့ဦးလိန်လားမလိန်ဘူးလားဆိုလည်းသမီးမသိဘူးသိကြတော့လုံးမလို့ကိစ္စပဲအခုလည်းအဲ့လိုပဲထုံနည်းလက်ကောင်မဲ့ဦးသားစကားမပြောချင်လို့ပြောတယ်သူပြောချင်တာမပြောချင်တာလည်းသမီးမသိဘူးအဲ့တိုင်းပဲဒီကိစ္စကခုနကရောင်းမကိစ္စမဟုတ်ဘူးပြောချင်းလေးပဲဦးလည်းရောင်းတဲ့ကိစ္စပြောနေမှာမဟုတ်ပါဘူးသမီးရောင်းတဲ့ကိစ္စပြောနေမှာမဟုတ်ဘူးလူကြီးချင်းဒီလိုခိုးပြေးသွားတဲ့ကိစ္စဦးတို့ဘယ်လိုတာဝန်ယူပေးမလဲလို့သမီးပြောနေတာပြောနေတယ်ဆိုတာလေဦးတို့မှာတာဝန်ရှိလို့ပြောနေတာသူများသားသမီးကိုခိုးပြေးသွားပြီးတော့မှသဘောမတူဘူးဆိုတဲ့ကိစ္စတော်တော်ကြီးကိုလူမဆန်ရကြလွန်ပါတယ်အဲ့လေဥပြောတယ်အဲ့ဒါသဘောမတူဘူးဆိုလို့ရှိရင်လည်းတခုခုပြေးလဲအောင်ဦးတို့ပဲပြေးရမှာပေါ့အရင်တော့ဘယ်လိုနေကြတယ်ဘာညာဆိုတော့အရင်တော့ဘယ်လိုနေကြတယ်ဆိုတာဦးမှာဘာတက်တည်ရှိလဲဦးအဲ့လိုပြောလို့မရဘူးနော်ရင်တော့ဘယ်လိုပဲနေအခုဟာနေတဲ့ကိစ္စမဟုတ်ခိုးပြေးသွားတဲ့ကိစ္စဦးအဲ့လေခိုးပြေးသွားတဲ့ကိစ္စတော့ဦးသိပါတယ်ဦးလူကြီးလူကောင်တယောက်အနေနဲ့ဦးပညာရှိတယောက်အနေနဲ့ဦးသိပါတယ်ဘာလို့လဲခိုးပြေးသွားတဲ့ကိစ္စဦးသိပါတယ်အဲ့ဒါမလို့ပို့သိမယ်လေမလို့လို့ပို့သိမှာပေါ့မလို့လို့ဆက်ရတယ်လို့ပို့သိမှာပေါ့ငါတို့ကဦးလို့ရဦးလို့ပို့သိမှာပေါ့ခိုးပြေးသွားတဲ့ကိစ္စဦးလို့လူကြီးလူကောင်တယောက်အနေနဲ့တာဝန်မယူပေးနိုင်ဘူးဆိုတာဦးကဘယ်လိုလဲဒါပြောဒီချင်းလေးပဲလေအဲ့ဒီလေးကကောင်လေးကပါသွားတာအင်ကြီးစုပ်နေတဲ့ဘောင်းကြီးစုပ်နေတဲ့နောက်ပြန်လာမှမင်းအင်ကြီးတော့ဝုတ်ခဲ့ရတယ်မဟုတ်လားဘယ်မှာသမီးအိမ်ဝတ်ခဲ့ရတယ်ပြန်လာမှသမီးအိမ်ဝတ်ခဲ့ရဆိုတာဒီမှာအိမ်ရောက်မှသမီးအိမ်ကိုလဲတာလေသမီးကအိမ်ကြီးထည့်သွားရလားသမီးအိမ်တစ်ထည်ကိုတစ်ခုနဲ့ထွက်သွားရလားဆိုတာဦးမေးကြည့်လိုက်ပါဦးသူနော်ဒီကိုမေးတယ်ကပြောဟိုဘယ်လိုကြည့်လဲပြောနေတာဒီကနေဒါကဒါကြီးကရောင်းမကိစ္စမဟုတ်တော့ကြောက်ပြောဆိုတော့ခက်တယ်နော်ဟုတ်ပါဘူးဒါမဖြစ်နိုင်တဲ့ကိစ္စတခုကိုစွတ်လို့ကတော့ကျန်တဲ့ဟာနဲ့မတူဘူးလေဒါကြီးကမဖြစ်နိုင်တဲ့ကိစ္စတခုသမီးကဦးတို့အဲ့လိုမကြည့်မလဲလောက်တဲ့အတွက်ကြောင့်မဟုတ်လို့သမီးကစွတ်တိုးရမှာပဲအဲ့တော့သမီးလုံးထိုက်တာတရားဥပဒေနဲ့သမီးရင်းဆိုင်မယ်သမီးအမျိုးသမီးရရကိုတိုင်မယ်လုံးရတယ်လုံးဒီကလည်းဒီကနေကိုပြင်ထားရရတယ်နော်အမျိုးသမီးရဆာလာတော့မှဦးတို့နဲ့ရှင်းရမယ်သမီးတတ်နိုင်တယ်များအခုဦးတို့ကိုလှမ်းကြည့်ရနှစ်ဖက်စလုံးသမီးတောင်းမှန်ပြီဦးမိန်းမကိုရောဦးကိုတောင်းမှန်ပြီအခုဦးတို့ဘက်ကမကြည့်မလဲပြောရတဲ့အတွက်ကြောင့်သမီးတတ်နိုင်တယ်များလောက်ရတော့ရတယ်ဦးတို့ဒီမှာရှိတဲ့အကုန်လုံးကဦးတို့လောက်ထားပြီးပြီးတဲ့တည်းနေတဲ့အကုန်လုံးပြင်ပေးလိုက်တယ်ဟုတ်ကဲ့ပါရှိတာအကုန်လုံးလောက်ထားပြီးရင်ကျေးဇူးတင်ပါတယ်ဦးအဲ့လိုပြောတဲ့အတွက်သမီးအများကြီးကျေးဇူးတင်ပါတယ်ဟုတ်ပါဘူး